မြမသမိုင်းမှာပါးနတ်လွန်လာတဲ့အမကြီးဥပေါ်ဦးရဲ့ဉာဏ်ပညာဟာဒီနေ့ခေတ်အထိလူပြောများနေသေးပါတခါကဘိုးတော်ဗျာဟာခရမ်းတီဟင်းကိုမင်းရက်စွာသုံးဆောင်ရင်အမောင်ပေါ်ဦးခရမ်းတီဆိုကအရသာရှိလာကြည်လားလို့မိန့်တော်မူပါတယ်အဲ့ဒီအချိန်မှာဥပေါ်ဦးကမှန်လားပါဖေခရမ်းတီဆိုတာအတီးတို့ရဲ့ဘီရင်ထွကြောင်းပါဆိုပြီးခရမ်းတီရဲ့ကောင်းကွက်တွေကိုစေးချမ်းတွေကြပြားတွေနဲ့အမွှမ်းတင်ချောက်တင်လိုက်တာပေါ့ဒါပေမဲ့ရမနှဲငယ်ကြတော့ဘယင်ကြီးကခရမ်းတီဟင်းစားပြီးရင်ခံပြီးနေမကောင်းဖြစ်ပါလေရောဒီတော့ဒေါတာထွက်ပြီးဟဲ့ပေါ်ဦးခရမ်းတီကအလကားပါကွာစားပြီးရင်လူကိုဒုက္ခပေးတယ်လို့ပြောင်းလဲမိန်ကြားပြန်ပါတယ်အဲ့ဒီကမှလည်းဥပေါ်ဦးကမှန်လားပါဖေခရမ်းတီဆိုတာအညံဆုံးအသီးထစ်ကြောင်းပါလို့ချက်ချင်းပဲအသစ်ရှာလျှောက်တင်ပြန်ပါတယ်ဘယင်ကြီးကအံ့ဩပြီးမင်းစကားကရှေ့နောက်မညီပါလားလို့မေးလိုက်တဲ့အခါဥပေါ်ဦးကဒီလိုပြန်လျှောက်လိုက်ပါတယ်မှန်လားပါဖေကျွန်တော်မျိုးဟာအရှင်မင်းကြီးရဲ့အမှုထမ်းတာဖြစ်ပါတယ်ခရမ်းတီရဲ့အမှုထမ်းမဟုတ်ပြပါဖေတွေ့လားဥပေါ်ဦးဟာဘသူစီကလော့စာစားနေရလဲဆိုတာကိုရှင်းရှင်းလင်းလင်းတွေ့တယ်လို့အခြေအနေနဲ့အချင်းခါကိုလည်းပပနက်နက်ကြိုက်တွေတတ်တဲ့ရှေ့ခေတ်မြမအမတ်တွေရဲ့ညံစူးရှင်မှုကိုဒီပုံပြင်လေးကတက်တည်ပြနေတာပဲဖြစ်ပါတယ်